ပြန်နေပေါ့ခင်ဗျာနင်းနာတယ်ခင်ဗျာအာဆိုင်လာတွေ့တယ်ကတော့ဆလိုင်းကန်တွီရှိန်နဲ့မောင်းစောပါခင်ဗျာထိုးတယ်ခင်ဗျာကောင်းရိုက်တယ်တိုက်တယ်ထုတ်ထားတယ်ကန်ထဲတယ်ခင်ဗျာကန်ထဲတယ်ခင်ဗျာဘယ်ညာနေပါခင်ဗျာချုပ်ထားပြီရိုက်ထားတယ်ချုပ်ထားတယ်ခင်ဗျာအဲကောင်သူတို့ရဲ့ဝဲတောင်းဖို့အင်းဆိုင်နဲ့ပြိုင်ပွဲတွေပါခင်ဗျာဟိုးတယ်ချုပ်ထားတယ်ကောင်းတိုက်တယ်ဟိုးတယ်မိကုန်ပြီခင်ဗျာဟိုးတယ်ခင်ဗျာအေးတယ်တိုက်တယ်ဟိုးတယ်တိုက်တယ်ဟိုးတယ်ခင်ဗျာတိုက်ချတယ်ထောင်းမယ်ခင်ဗျာကန်တယ်ခင်ဗျာထုတ်ထားပြီရိုက်တယ်ထိုးတယ်အချတယ်ခင်ဗျာကန်တယ်ထိုးတယ်ချုပ်ထားပြီခင်ဗျာတိုက်တယ်ခင်ဗျာရမယ်ခင်ဗျာအိမ်ဆိုးလိုက်စလိုင်းအခုချက်ထိုးတယ်တိုက်တယ်ခင်ဗျာဖတ်ကန်တယ်ပေါ့ခင်ဗျာကန်တယ်ချုပ်တယ်တိုက်တယ်ပြစ်တယ်ထမယ်ခင်ဗျာအဲထပြန်ထိုးပညာအမျိုးမျိုးနဲ့စလိုင်းခံပြီးချိန်အဖိုးမနဲ့တော့ဆိုမြန်မာရိုးကနှုတ်ဝဲပါခင်ဗျာထုတ်သားပြီခင်ဗျာအဲထမယ်ခင်ဗျာကန်တယ်ခင်ဗျာဘယ်ညာကန်တယ်ခင်ဗျာထုတ်ပြီခင်ဗျာဒီတယ်ထောင်းမယ်ခင်ဗျာထိုးတယ်ခင်ဗျာတိုက်တယ်ခင်ဗျာချုပ်ထားတယ်ပြီးတယ်ကြားတယ်ထောင်းမယ်ခင်ဗျာဒါလေရှောင်းတိန်နေပေါ့ခင်ဗျာချုပ်ထားပြီခင်ဗျာတိုင်ပေါတယ်ခင်ဗျာရိုးရပညာတွေပေါ့ခင်ဗျာဟာခင်ဗျာဒါပြီခင်ဗျာဦးတိုက်ခင်ဗျာ1 2 3 4 5 6 7 8 9 10ဝါဒနံပါတ်1ပိန်းစိုး9ကလပ်အန်တီတောင်းနဲ့စလိုင်းထန်ကူးချေကြားမနိုင်ကလပ်ပြာတော့ရှင်ပဲထိုးတယ်မှာဒုတိယကြီး2မိနစ်နဲ့44စက္ကန့်မှာပဲစလိုင်းထန်ကူးချေဟာအလဲတို့နဲ့အနိုင်ပဲဖြစ်ပါတယ်ခင်ဗျာရွာသားစရာဘေးကြီးပြီခင်ဗျာလေးကင်းချီးမြှင့်ပါဦးခင်ဗျာအလံချိုးပြီးတော့ခါမှထိုးမယ်ခင်ဗျာအောင်လံကိုချိုးခါမှထိုးကဖြစ်အောင်လံရရှိသွားတာတော့
ကျမ်းမနိုင်ရွာလူဝဲကလကစလိုင်းထန်ခွေးရှိန်ပဲပြပါတော့ခင်ဗျာ။